စစ်တက္ကသိုလ် BMC နဲ့နိပညာတက္ကသိုလ် LIT ကမျက်နှာချင်းဆိုင်ဖြစ်ပါတယ်တနေ့တော့ LIT ကကြော်ကြီးတို့ဖွဲ့ဟာတက္ကသိုလ်ရှိမှာလက်ဖက်ရည်တောက်နေတော့လမ်းဆုံးမှာရက်နေတဲ့စကီလေးတယောက်ကိုတွေ့တယ်သူတို့တက္ကသိုလ်ကမဖြစ်နိုင်ဘူးဆိုပြီးကောင်မလေးကိုတောက်ဖို့နဲ့ကောင်မလေးကလက်မီထွက်ပြီးတော့လွယ်ကြီးကကြော်ကြီးတို့လက်ထဲမှာကြံခဲ့တယ်ကောင်မလေးလည်း BMC ဝင်တဲ့အထိရောက်အောင်ပြေးပြီးသူတို့ကျောင်းကကောင်လေးတွေကိုအကြောင်းစုံပြောပြလိုက်တယ်ကျောင်းကကောင်မလေးထိဓာကြီးဆိုတဲ့စစ်တက္ကသိုလ်ကျောင်းသားတွေလည်းဒုတ်တွေဆွဲပြီး LIT ဝင်တဲ့အထိလိုက်သွားတယ်သူတို့တွေဝင်တဲ့ရောက်တော့ LIT ကျောင်းသားတွေကအုပ်စုဖွဲ့ပြီးနိုင်ကျင့်ကြပါတော့တယ်သူတို့ကျောင်းကကောင်မလေးတွေရဲ့ဝတ်တွေကိုဝက်ခိုင်းမျက်နှာကိုလိမ့်ချက်ပြီးကခိုင်းတာပါ BMC ကကောင်လေးတွေကနေနေတာကိုဗီဒီယိုရိုက်ထားပြီးလိုက်မော်တင်လိုက်တယ်ဖိုးခင်နဲ့သားကျော်ကပူပူနေနေကောလိပ်တက်ရမယ်တငယ်ချင်းတယောက်ပါဖိုးခင်ရဲ့ဖေကတားဖြစ်သူကိုပညာတတ်ကြီးဖြစ်စေချင်တာကြောင့်ကောလိပ်တက်ခိုင်းပေမဲ့ဖိုးခင်ကတော့ကောင်မလေးတွေဝိုင်းဝိုင်းလဲမဲ့ DJ သမားပဲဖြစ်ချင်တယ်တက္ကသိုလ်ပထမဆုံးရက်မှာသားကျော်နဲ့အတူဆိုင်ကယ်နဲ့ထွက်လာတယ်မိဘရောက်လို့ဆိုင်ကယ်ရက်တော့ကားပေါ်ကကောင်မလေးချောချောလေးတယောက်ကိုဖိုးခင်တွေ့လိုက်တယ်သားကျော်ဆိုင်မော်ကနေခုံစင်းပြီးချက်ချင်းပဲကားပေါ်ရောက်သွားတယ်ကားပေါ်မှာကောင်မလေးမျက်နှာကိုပဲကြည့်ပြီးကောင်မလေးတော့ရနောက်တကောက်ကောက်လိုက်တယ်ကောင်မလေးနောက်လိုက်ရင်ထိုင်နေတဲ့ကျောင်းသားတယောက်ကသူ့ကိုလန့်ခေါ်လိုက်ပြီးအဲ့ဒီကောင်မလေးကိုရီးစားစာသွားပေးခိုင်းတယ်စီနီယာကျောင်းသားကလက်ညှိုးထိုးတဲ့လူကိုကြည့်လိုက်တော့ခုနကလေးကသူလိုက်နေတဲ့ကောင်မလေးဖြစ်ပြီးနာမည်ကဂျူဂျူဆိုတာကိုပါသိသွားတယ်ဖိုးခင်တယောက်ဂျူဂျူနောက်လိုက်ပြီးရီးစားစကားပြောတာကိုထက်ကျော်မြင်သွားတယ်ထက်ကျော်ဆိုတာက BNC မှာတော်ဆုံးဂျူဂျူကိုလိုက်ပို့ပတ်နေတဲ့ကျောင်းသားဖြစ်ပြီးဂျူဂျူနောက်ကတဲ့လူတွေကိုပညာပြနေကြကျောင်းသားတယောက်ပဲဖြစ်ပါတယ်သူကဂျူဂျူနောက်လိုက်နေတဲ့ဖိုးခင်ကိုဘာကူညီပေးရမလဲလို့မေးလိုက်တယ်ဖိုးခင်ကပထမနေ့ကွန်ပျူတာသိပ္ပံခန်းကိုသွားတယ်လည်းမေးတော့ဖိုးခင်ကို BNC ကျောင်းသား10ယောက်လောက်ကကျောင်းနောက်ဘက်ကကွင်းမြင့်ကြီးတဲ့ဆွဲခေါ်သွားကြတယ်အဲ့ဒီချိန်သားကျော်က LIT ထဲမှာတငယ်ချင်းတွေရနေပါပြီစီနီယာတွေကသူတို့ထွင်ထားတဲ့ drone ကို BNC ပဲစမ်းနေတာတွေ့တော့သူလည်းစိတ်ဝင်စားတာနဲ့လိုက်နေတယ် BNC နောက်ကကွင်းမြင့်မှာချင်းချင်းရံဖြစ်နေတာတွေ့တော့သားကျော်က drone ကိုနီးကပ်ရိုက်ခိုင်းတယ်အဲ့ဒီမှာဖိုးခင်ကိုတွေ့လိုက်ပြီးသူက LIT ကျောင်းသားဖြစ်ကြောင်းပြောတော့စီနီယာတွေကချက်ချင်းပဲဒုတ်ဆွဲပြီးဆိုင်ကယ်တွေနဲ့ BNC ကိုပြေးကြတယ် BNC ဝင်းကားကိုဆိုင်ကယ်နဲ့တိုက်ဖွင့်ပြီးကွင်းမြင့်စီရောက်အောင်သွားကြတယ်အဲ့ဒီမှာနေမဲ့သူတို့လူ90လောက်ကို BNC ကျောင်းသားရာချီကဝိုင်းထားတာကိုမြင်ပြီးနောက်ပြန်ပြေးကြတယ်စီကျောင်းသားတွေအကုန်လုံးကသူတို့နောက်ကိုဒုတ်တွေဆွဲပြီးထွက်လိုက်တယ် BNC တဲကထွက်ပြေးလာတဲ့ဖိုးခင်တို့ဘက်က LIT ထဲမှာကျန်တဲ့ကျောင်းသားတွေနဲ့ချိန်မိပြီး LIT ရှေ့မှာနောက်ကလိုက်လာတဲ့ထက်ကျော်တို့ကျောင်းသားတွေကစေကျောင်းရှေ့မှာကိုစီနေရာယူလိုက်ကြတယ်အဲ့ဒီနောက်မှာတော့နှစ်ဖက်ကျောင်းသားတွေရဲ့ကြီးကျယ်ဆုံးရံပွဲကြီးကစတင်มาတော့တယ်နောက်ဆုံးမှာတော့ဖိုးခင်ကကားပေါ်တက်ပြီး LIT ကျောင်းရဲ့လမ်းကိုလွှဲလိုက်တယ်အဲ့ဒီချိန်ရဲတွေရောမီဒီယာတွေပါရောက်လာပြီးဖိုးခင်ရဲ့ပုံကြီးကဟိုလေးတကြောကြောဖြစ်သွားတယ်နောက်နေ့ရောက်တော့နှစ်ကျောင်းလုံးကိုသက်ဆိုင်ရာကလာစုတယ်နောက်ရက်မှာပဲ LIT ရဲ့ကျောင်းသားဟောင်းကျော်ကြီးကသူတို့ကျောင်းရဲ့ဆင်လာဖြစ်တဲ့ဒိတ်နိုက်ပါတီကျင်းပမယ်ဆိုတဲ့အကြောင်းပြောတယ်အဲ့ဒီပါတီအတွက်ဝင်ချင်းပေးရမှာဖြစ်ပြီးတော့အတွဲရှိမှဝင်လို့ရမှာပါဖိုးခင်က BNC ကကောင်မလေးကိုခေါ်လာလို့ရမရမေးကြည့်တော့ကျော်ကြီးက BNC ကကောင်မလေးကိုခေါ်လာနိုင်ရင်ဝင်ချင်း free လို့ပြောလိုက်တယ်လေ့ကျက်ထားတဲ့ဖိုးခင်တယောက်ဂျူဂျူကိုစတင်ချင်ခဲ့ပါတော့တယ်ဂျူဂျူတို့သွေးလူပွဲနေရာကိုသွားပြီးသွေးလူရှင်ကြီးလို့ရင်ပါတီကိုလာဖို့ဖိတ်တယ်နောက်တနေ့ BNC တဲ့ဒုံးလို့ပြီးဂျူဂျူကိုပါတီလာဖို့ဖိတ်ပြန်တယ်ဂျူဂျူကသူကိုယ်တိုင်လာဖိတ်ရင်ပါတီကိုလာမယ်လို့ပြောတယ်ချစ်စိတ်မွန်နေတဲ့ဖိုးခင်တယောက် BNC ရဲ့ဟိုလီပွဲတော်နေ့မှာတားကျော်နဲ့တူစေကျောင်းနယ်ရန်ကိုအပေါက်ဖောက်ပြီးခိုးဝင်ကြတယ်ထက်ကျော်လင်းမှာဂျူဂျူကိုလာခဲ့ဖို့ဖိတ်ပြန်တယ်ဂျူဂျူကဒီလိုခိုးကြောက်ခိုးဝဲမဟုတ်ပဲအားလုံးရှိမှတရားဝင်ဖိတ်မှလို့ပြောလိုက်ပြန်တယ်ဒါကြောင့် BNC ရဲ့ဂီတဖျော်ဖြေပွဲနေ့မှာဖိုးခင်နဲ့တားကျော်တို့ညောက်စကားတွေကိုတချင်းလုပ်ပြီးဂျူဂျူနဲ့ဂျူဂျူတကယ်ချင်းတာရောက်ကိုလာဖိတ်ရင်ထက်ကျော်တို့ရောက်လာတော့ဘစ်ကျော်အောင်ပြေးရပြန်တယ်နောက်နေ့ညဒိတ်နိုက်ပါတီကိုအတွဲတွေတီးတီးလာကြပြီမဲ့ဖိုးခင်တို့တယောက်ကတော့စော်မပါလို့မဝင်ရပါဘူးအဲ့ဒီချိန်သူတို့ရှေ့ကိုတက်စီတစည်းဝင်လာပြီးဂျူဂျူနဲ့တာယာရောက်လာတယ်အဲ့တော့မှသူတို့တယောက်လည်းပွဲတဲ့ကိုရောက်သွားတယ်တားကျော်နဲ့တာယာရဲ့နှစ်ယောက်တည်းပုံတွေကိုတာယာကသူ့ရဲ့ Instagram ကောက်မှာတင်လိုက်တယ်ဒါကိုထက်ကျော်တို့တွေ့တော့တာယာဖုန်းကိုယူပြီးကော်ဖီဆိုင်ကိုလာခဲ့ဖို့တားကျော်စီစာပို့တယ်တားကျော်လည်းကောင်မလေးကချိန်တော့တစ်ခါစဉ်းစားနေပဲချက်ချင်းပြေးလာခဲ့တယ်ဆိုင်ရောက်တော့ထက်ကျော်တို့အုပ်စုနဲ့တွေ့ပြီးထက်ကျော်တို့ကပြင်းနေတော့ဖိုးခင်နဲ့ကျော်ကြီးတို့အုပ်စုကပါလာပြီးရံပွဲစပြန်တယ်ဒီချိန်မှာတော့ကိုလရွှေတို့ချိန်ပြီးရောက်လာလို့ဘာမှကြီးကြီးမားမားမဖြစ်လိုက်ပါဘူးနောက်နေ့တာယာစီဖုန်းဆက်တော့မှဂျူဂျူက NGO နဲ့ပူးပေါင်းပြီးဝေးလံတဲ့ဒေသမှာစေးသွားကူပေးနေကြောင်းသိလိုက်ရတယ်အချစ်သူရဲကောင်းကြီးဖိုးခင်လည်းချက်ချင်းဆိုသလိုဂျူဂျူရှိတဲ့ရက်ကိုရထားတဲ့ကားတဲ့တန်းနဲ့သွားတယ်အဲ့ဒီခီးကပြန်လာပြီးတဲ့နောက်ဂျူဂျူနဲ့ဖိုးခင်ကပို့ပြီးရင်းနှီးသွားကြတယ်နောက်ရက်မှာတော့ကျောင်းတစ်ကျောင်းလုံးမှာနှစ်ပတ်လည်ဖျော်ဖြေပွဲကျင်းပကြတယ်ဒီပွဲမှာဂျူဂျူကိုဖွင့်ပြောမယ်ဆိုပြီးဖိုးခင်တယောက်ရုပ်ဖြတ်ပြီးသွားတယ်ကျောင်းဝင်းထဲကိုအေးစစ်စစ်ဝင်နိုင်ပေမဲ့ထက်ကျော်တဲ့တိုးပြီးရိုက်ခံလိုက်ရလို့ခေါင်းခွဲပြီးတတိလစ်သွားတာကြောင့်ဂျူဂျူတို့ကကေပေးရတယ်ကျောင်းရဲ့စိတ်ကမ်းမှာဖိုးခင်ရောက်နေမှန်းသိတော့ထက်ကျော်တို့အုပ်စုကလာတော့ညံ့ပြန်တယ်ဂျူဂျူကဖိုးခင်သူ့စီလာတိုင်းထက်ကျော်တို့ရံပြူတာခံနေရမယ်ဆိုပြီးသူ့ဆောင်ကနေထွက်သွားဖို့လုပ်တယ် LIT ကကျော်ကြီးတို့ဖွဲ့ဦးဆောင်ပြီးဖိုးခင်နဲ့ဂျူဂျူတို့နေမဲ့အိမ်လေးကိုငှားပေးလိုက်တယ် LIT ရဲ့ကျောင်းသားတွေတီထွင်ထားတဲ့ပစ္စည်းတွေနဲ့အိမ်လေးကိုလှဆင်လိုက်တယ်ခွေးလေးကောင်ကိုပါသူတို့နဲ့တူမွေးထားတယ်မနေ့ဆိုရင်ဖိုးခင်ကဂျူဂျူကိုကျောင်းပို့ပြီးမှသူ့ကျောင်းကိုသွားလိရှိတယ်သူတို့နှစ်ယောက်ဆင်ပြေနေတာကိုမရှုစိတ်နဲ့ထအောင်တို့အုပ်စုကတရားမဝင်ပေါင်းသိမ်းနေထိုင်မှုနဲ့ရဲစခန်းကိုတိုင်ကြတယ်လူမြင်ကွင်းမှာမဖွဲပင်ရလှုပ်လို့ဆိုပြီးဖိုးခင်ကိုရဲတွေကဝိုင်းရိုက်ကြပြန်တယ်ဂျူဂျူကရှေ့နေခေါ်ပြီးရဲစခန်းကိုလိုက်လာခဲ့ပါတယ်ဖိုးခင်ကိုမြင်လိုက်တဲ့အခါစိတ်ကောင်းဖြစ်သွားပြီး BMC နဲ့ LIT ကျောင်းသားတွေရောရဲတွေရဲ့ရှေ့မှာပါဖိုးခင်ကိုဖမ်းနိုင်လိုက်တယ်ဒီကျောင်းကိုကြားပြီးထက်အောင်တယောက်ကြီးကျယ်ဒေါသထွက်သွားပါပြီနောက်ပိုင်းမှာတော့ဖိုးခင်နဲ့ဂျူဂျူတို့ကတန်းချိန်တွေလစ်ပြီးလက်ပတ်လျှောက်သွားနေခဲ့ကြတယ်အောင်စင်းထွက်ချိန်မှာတော့တားကျော်နဲ့ဖိုးခင်ကသုံးဘာသာစီနဲ့ဂျူဂျူကတဘာသာကြပါတယ်ဖိုးခင်တို့တကယ်ချင်းတွေကဂျူဂျူကိုပါတီပေးဖို့ပြောကြပေမဲ့ဘဝရဲ့ပထမဆုံးကြာရှုံးမှုတွေစိတ်မကောင်းဖြစ်ပြီးဘယ်သူမှမခေါ်တော့ပါဘူးဂျူဂျူကဖိုးခင်နဲ့စကားလည်းမပြောထမင်းလည်းတူမစားတော့ပဲချိန်ပြေးစာပဲလုပ်နေခဲ့တယ်တပတ်လောက်ကြာတော့ဖိုးခင်ကတောင်းပန်မှုသွားပေမဲ့ဂျူဂျူကပဲပြစ်ထားမိလို့တောင်းပန်ပြီးတားကျော်တို့ကိုပါတီလုပ်ပေးဖို့ပြောတယ်ဖိုးခင်လည်းဂျူဂျူကသူ့ဘောကောင်းပေမဲ့သူ့ဘက်ကဘာမှပြန်မလုပ်ပေးနိုင်ဘူးဆိုပြီးလှုပ်ရှားဖို့ကြိုးစားတယ်ကြော်ကြီးရဲ့ကုညီနဲ့မင်္ဂလာဆောင်တွေချပွဲ
တွေမှာဂီတာတီးရင်တချင်းဆိုတဲ့အလုပ်ကိုရတယ်။အိမ်ရောက်ရင်လည်းအဝတ်လျှော်အိမ်တန်ရှင်ရဲ့ချက်ပြုတ်အားလုံးတာဝန်ယူတယ်။ပထမဆုံးဝင်ငွေရလာတဲ့နေ့မှာတော့ဂျူဂျူရဲ့အမိမွေဖြစ်တဲ့ပေါင်ထားတဲ့လက်ကောက်လေးကိုပြန်ရင်းပေးပြီးရန်ကိုရိုမန်တစ်ဆန်နဲ့ညာလေးကိုဖန်တီးတယ်။ကိတ်မခွဲရှမ်ပီတောက်ပြီးအိယာတဲ့ရောက်တော့ကာကွယ်ပါမှလက်ခံမယ်ဆိုလို့စေးဆိုင်ကိုအမြန်ပြန်ပြေးခဲ့ရတယ်။စေးဆိုင်မှာအကုန်လုံးဝင်နေတော့နောက်ကလူတယောက်ပခုံးကိုလာပုတ်တယ်။အဲ့ဒီလူကဂျူဂျူရဲ့ဖေဖြစ်နေပါတယ်။ဂျူဂျူရဲ့ဖေကသူ့သမီးနဲ့ဆက်နေမယ်ဆိုရင်သူ့သမီးရဲ့စေးကြောင်းနောက်ဆုံးနဲ့ကုန်ကြစိတ်ကိုပေးဖို့ပြောတယ်။ဂျူဂျူကသူနဲ့တူနေရင်ဂျူဂျူနဲ့ပတ်သက်လို့တပြားမှထုတ်မပေးနိုင်ကြောင်းပြောတယ်။ကျောင်းစိတ်14သိန်းရဖို့အတွက်အင်ကိုရောလုံးမရောကြော်ကြီးတို့စီမှာရောပတ်ပြီးတော့ချီတယ်။ငွေအများကြီးဘယ်သူမှမရှိတာကြောင့်ရန်ကိုစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဂျူဂျူကအိမ်မှာထက်အောင်နဲ့ BNC ကတကယ်ချင်းတွေတားကြော်တို့ဖွဲ့တွေအားလုံးကိုခေါ်ထားပြီးဖိုးကင်ရဲ့ဘက်တွေမှာ surprise လုပ်ပေးတယ်။ပွဲမှာဖိုးကင်ကဂျူဂျူနဲ့ထက်အောင်ကိုဆွဆွဲပြီးစကားကြမ်းကြမ်းတွေပြောတော့ဂျူဂျူကထုတ်ဆွဲပြီးအိမ်မော်ကနေဆင်းသွားတယ်။ဖိုးကင်ကအိမ်လေးထဲမှာတယောက်တည်းတချင်းဆက်ပြီးတကယ်ချင်းတွေကိုဆိုပြတယ်။တားကြော်တို့ကတချင်းကရန်ကောင်းနေလို့အခွေထုတ်ပေးတာအင်တာနက်မှာပေါ်ပြူလာဖြစ်သွားတယ်။တစ်ဖက်မှာလည်းဂျူဂျူကစာကြိုးစားခဲ့တာကြောင့်ပွဲရသွားတယ်။ပွဲတင်းသမင်မှာဖိုးကင်တို့ဖွဲ့ကိုဖိတ်ခေါ်တာကြောင့်လာရောက်ဖျော်ပြရတယ်။အဲ့ဒီမှာပဲဂျူဂျူကသူ့ဖေရဲ့လုပ်ရက်တွေကိုသူကုန်သိကြောင်းနဲ့ထက်အောင်ကိုလက်မခံနိုင်ကြောင်းပြောပြီးစင်မော်တက်ခါဖိုးကင်နဲ့ပြုတ်ပြုတ်ပေးချလိုက်ပါတော့တယ်။ဇလန်လီကတော့ပြီးပြန်ပြီ။မီယန်မာနိုင်ငံမှာလည်းတီယူနဲ့စစ်ကြောင်းကအကောင်တွေကမတက်ကြပေမဲ့တဲလွန်းလို့တွဲသွားတဲ့လင်းလင်းစုံတွေလည်းအရန်ပေါ်ပါတယ်။အစောတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။